မင်္ဂလာပါရှင်။ Dhaka Times မြန်မာဘာသာစီစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့လာမယ့်83နှစ်မြောက်ချင်းမြို့သားနေ့ကိုမိမိတို့ဒေသလိုက်ကျင်းပသွားမယ်ဖြစ်ပါတယ်။ COVID-19 ရောဂါကြောင့်လာမယ့်83နှစ်မြောက်ချင်းမြို့သားနေ့ကိုတက်ဆိုင်ရမြို့နယ်လိုက်ကျင်းပသွားမယ်လို့ချင်းပြည်နယ်ဆိုရဖွဲ့ပြိုးရေးစုခွင့်ရှိသူနဲ့စီပင်နယ်လျှက်စစ်ဝင်ကြီးဦးစုထက်ထမ်းမှသိရှိရပါတယ်။ COVID-19 ရောဂါကဘယ်လောက်အနှောက်အယှက်ပေးတယ်လဲဆိုတာလူတိုင်းသိပါတယ်။အရင်နှစ်တွေမှာတော့ချင်းမြို့သားနဲ့ကိုမြို့တွေမှာအလှည့်ကျကျင်းပလေးရှိပါတယ်။ဒါပေမဲ့ပြည်ထောင်စုကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ COVID-19 ကာလအချိန်ထက်တူပေးနေတဲ့အတွက်မိမိတို့ကျေးရွာမြို့များမှာလူ30ဦးထက်မပိုတဲ့စုဝေးခွင့်ပြုတဲ့အတိုင်းကျင်းပဖို့လိုလာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပထမအကြိမ်အစည်းအဝေးကျင်းပပြီးပါပြီ။ဒုတိယအကြိမ်လည်းထပ်မံကျင်းပဖို့ရှိတယ်လို့ဝန်ကြီးဦးစုထက်ထမ်းမှသိရှိရပါတယ်။ဂျမ်မျိုးသားနေ့၌အစိုးရကဘတ်ဂျက်လျာထားပေးပြီးဂျမ်မျိုးသားနေ့ကျင်းပခဲ့တဲ့နေရာတွင်ဖွံ့ဖြိုးရေးလုပ်ငန်းအတော်အသင့်လုပ်ပေးနိုင်ခဲ့ပါတယ်။လာမယ့်83နှစ်မြောက်ဂျမ်မျိုးသားနေ့ကိုပလက်ဝမြို့နယ်တွင်ကျင်းပရန်အစိုးရကစီစဉ်နေတော့လေတိုက်ပွဲခြေနေကြောင်းနဲ့ COVID-19 ရောဂါကြောင့်ကျင်းပနိုင်တော့မဟုတ်ပါဘူး။မတူပီဟာလည်းခရိုင်ရရှိတဲ့အတွက်မတူပီမြို့တွင်ကျင်းပရန်ရှိတော့လေ COVID-19 ရောဂါကြောင့်ကျင်းပနိုင်မဟုတ်ကြောင်းသိရှိရပါတယ်။ကျေးရွာနဲ့ရုပ်ကအုပ်ချုပ်ရေးမှုရွေးကောက်ပွဲကိုလာမယ့်မတ်လတွင်ကျင်းပသွားမှာဖြစ်ပါတယ်။ကျေးရွာနဲ့ရုပ်ကအုပ်ချုပ်ရေးမှုရွေးကောက်ပွဲကို2021ခုနှစ်မတ်လတွင်ကျင်းပမည်ဖြစ်ကြောင်းသိရှိရပါတယ်။ကျေးရွာနဲ့ရုပ်ကအုပ်ချုပ်ရေးမှုတတိယကြိမ်ပြင်ဆင်ထားတဲ့ဥပဒေအပိတ်ရှယ်အရရုပ်ကတော့မဟုတ်ကျေးရွာအုပ်ချုပ်ရေးမှုများရဲ့ရာထူးသက်တမ်းဟာတာမန်အဖြစ်နိုင်ငံတော်သမ္မတရဲ့ရာထူးသက်တမ်းအတိုင်းဖြစ်ပါတယ်။ရင်းသက်တမ်းဒီတစ်ဆက်တီးနှစ်ကြိမ်ထက်မပိုစေရတော့ရတွင်အုပ်ချုပ်ရေးမှုတက်တန်း၏ထဝက်ထက်မပူသောကြားဖြတ်တာဝန်ယူသည့်ကာလကိုရာထူးတက်တန်းတစ်ခုဟုမတတ်မှတ်ရဟုပါရှိပါသည်။ဟာခမြို့နယ်ရပ်ကွက်နဲ့ဂျေးရွာအုပ်စုအုပ်ချုပ်ရေးမှုရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးဟာခမြို့နယ်အုပ်ချုပ်ရေးမှုဦးမြင့်ဦးကဟာခမြို့နယ်ရပ်ကွက်နဲ့ဂျေးရွာအုပ်ချုပ်ရေးမှုရွေးကောက်ပွဲကိုလာမယ့်မတ်လမှာကျင်းပသွားမှာဖြစ်ပါတယ်။အုပ်ချုပ်ရေးမှုတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေကိုတကြိမ်တက်တန်းပဲတာဝန်ထမ်းဆောင်တော့မှာဖြစ်တယ်လို့ Dhaka Times သတင်းဌာနတို့ပြောပြထားပါတယ်။ယခုရက်ကွက်နဲ့ဂျေးရွာအုပ်စုတက်တန်းဟာ2021ခုနှစ်မတ်လအကုန်တွင်ပြီးဆုံးပြီဖြစ်ပြီးလာမယ့်ရွေးကောက်ပွဲတွင်အရွေးခံသည့်အုပ်ချုပ်ရေးမှုက2021ခုနှစ်ဧပြီလ1ရက်နေ့မှစ၍တာဝန်စတင်ထမ်းဆောင်မှာဖြစ်ကြောင်းသိရှိရပါတယ်။ဟာခမြို့၌ COVID-19 ရောဂါကူးစက်သူလူနာ42ဦးရှိတဲ့အနက်34ဦးတို့ကျန်းမာလာပြီဖြစ်တဲ့အကြောင်းကိုလည်းဆက်လက်တင်ပြပေးသွားပါမယ်။ဟာခမြို့၌ COVID-19 ရောဂါပူတွေ့ရှိသူ42ဦးရှိတဲ့အနက်34ဦးတို့ကျန်းမာလာပြီးလက်ရှိတွင်9ဦးအားဆေးကုသမှုခံယူနေကြောင်းသိရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဟာခခရိုင်ကျန်းမာရေးဦးစီးဌာန၏တာဝန်ရှိသူဒေါက်တာဒေါ်လှိစင်ကယခုချိန်ထိဟာခမြို့မှာ COVID-19 ရောဂါပိုးတွေ့ရှိသူ42ဦးရှိနေပြီးဈေးရုံမှာ9ဦးဆေးကုသမှုခံယူနေပါတယ်။ Facility Quarantine မှာထားရှိတဲ့205ဦးရှိပါတယ်။ Quarantine Center 9နေရာထားရှိပါတယ်။ဒါပြီးတော့ Hotel တွေမှာလည်း Quarantine ထားရှိသူရှိကြပါတယ်။ Quarantine ထားရှိသူအများစုကတော့ပြည်မကနေရောက်ရှိလာသူတွေဖြစ်ပါတယ်။တင်နာနဲ့အခြားလုပ်ငန်းကိစ္စတွေအတွက်ရောက်ရှိလာသူတွေလည်းထားတယ်လို့ Dhaka Times သတင်းဌာနတို့ပြောပြထားပါတယ်။ချင်းပြည်နယ်တည်တည်မြို့နယ်တွေမှာဒေသခံလူထုကြား COVID-19 ရောဂါကူးစက်မှုရှိနေတော့လေဟာခမြို့တွင်ဒေသခံလူထုကြားကူးစက်မှုမရှိသေးကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ CHRO ကမတူပီနဲ့မင်းတပ်မြို့နယ်ကြီးလက်ဒေသများတွင်တင်နန်းပို့ချကြောင်းသိရှိရပါတယ်။ချင်းလူအခွင့်အရေးဖွဲ့စည်း CHRO ကမတူပီနဲ့မင်းတပ်မြို့နယ်ကျေးလက်ဒေသများတွင်ရွှေ့ပြောင်းသွားလာရေးဝင်ငွေစုဆောင်းရေးနဲ့ COVID-19 ရောဂါကာကွယ်ရေးတင်နန်းပို့ချနေကြောင်းသိရှိရပါတယ်။ COVID-19 ကာလဖြစ်တာကြောင့်လူနည်းနည်းနဲ့ကျင်းပဖြစ်တဲ့တင်နန်းမှာ COVID-19 ကာလမှာသတိထားရမယ့်အချက် COVID-19 ရောဂါကာလပြီးဆုံးတဲ့အခါအလောက်အကရရှိရေးနဲ့ရွှေ့ပြောင်းသွားလာလုပ်တဲ့အခါဘယ်လိုစီစဉ်ဆောင်ရွက်တဲ့လဲဆိုတဲ့အချက်တွေပါဝင်ပါတယ်။ဒါအပြင်ဘယ်လိုဝင်ငွေကိုစုဆောင်းပြီးအဲ့ဒီစုဆောင်းငွေတွေကိုဘယ်လိုလဲပတ်စေမလဲဆိုတဲ့အချက်ကလည်းတင်တန်းမှာပို့ချထားပါတယ်လို့ CHRO လက်ထောက်စီမံကိန်းမန်နေဂျာဆလိုင်းဆောင်ဦးလျံက Dhaka Times ကိုပြောပြခဲ့ပါတယ်။
ယခုကျင်းပပြုလုပ်ခဲ့တဲ့တင်နန်းသည် COVID-19 ကာလမတိုင်မီကတည်းကတခြားမြို့နယ်နှင့်ကျေးလက်ဒေသများတွင်ကျင်းပပြုလုပ်ခဲ့တော်လဲ COVID-19 ရောဂါကြောင့်လူစုလူဝေးဖြင့်တင်နန်းပို့ချခြင်းမဖြစ်နိုင်တော့တဲ့အတွက်ယခုလိုလူနည်းနည်းနဲ့ကျင်းပသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ COVID-19 ကာလမှာဘယ်သူမှဆိုအချိန်ရကြတယ်။ COVID-19 ကုန်ဆုံးတဲ့အခါဘာလုပ်ငန်းကိုတိတိကျကျလှုပ်ဆောင်နိုင်မလဲဆိုတဲ့ချက်ကလည်းစဉ်းစားဖို့လိုလာတဲ့အတွက်အဲ့ဒီအချက်တွေနဲ့အကျွေးရှိတဲ့သူတွေကလည်းဘယ်လိုလှုပ်ဆောင်ပြီးအကျွေးဆက်နိုင်မလဲဆိုတဲ့အချက်တွေလည်းပါဝင်ပါတယ်လို့စလိုင်းဆောက်ဦးလင်ကထပ်လောင်းပြောကြားခဲ့ပါတယ်။ CHROD မင်းတပ်မြို့နယ်တွင်Kachin Women Organization နဲ့တော်၎င်းမတူပီမြို့နယ်တွင် Chin Youth Organization နဲ့တော်၎င်းလုပ်ငန်းပူးပေါင်းဆောင်ရွက်နေကြပြီးမင်းတပ်နှင့်မတူပီမြို့နယ်ကျေးရွာ15ခုစီတွင်လုပ်ငန်းဆောင်ရွက်နေကြကြောင်းရင်းကဲ့သို့လှုပ်ဆောင်ရာတွင် LIFDE ငွေကြေးထောက်ပံ့မှုနှင့် IOM နှင့်စီစဉ်ဆောင်ရွက်သည့်တွဲလက်စီမံကိန်းကနေအကောင့်ထဲပေါ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့လူသေးအလောင်းများမြေမြုပ်တကြိုတဲ့ကိစ္စပေါ်ကော်မတီဆုံးဖြတ်ချက်အတိုင်းလိုက်နာမည်မဟုတ်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ထန်တလန်မြို့ပေါ်တွင် COVID-19 ကာလဖြစ်နေတဲ့အညီသက်ဆိုင်ရာကော်မတီမှဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာမည်မဟုတ်ကြောင်းသိရှိရပါတယ်။လူသေးအလောင်းများမြေမြုပ်တကြိုတဲ့ကိစ္စလို့သက်ဆိုင်ရာကော်မတီကအိမ်မှာလူ15ဦးအိမ်အပြင်မှာ35ဦးကသာပါဝင်ရမယ်လို့ဆုံးဖြတ်ထားပေမဲ့ချင်းလူမျိုးများရဲ့ဓလေ့ထုံးစံအရမဖြစ်နိုင်တဲ့အတွက်လိုက်နာမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သက်ဆိုင်ရာရက်ကွက်လိုက်ကော်မတီတွေရရှိကြတယ်။အဲ့ဒီကော်မတီမှာပါစတာတစ်ပါးစီရက်မိရက်ဖ3ဦးစီ TYA မှ4ဦးစီနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေပါဝင်ပါတယ်။လူသေးအလောင်းရှိတဲ့အခါသက်ဆိုင်ရာရက်ကွက်ကော်မတီကစီစဉ်ဆောင်ရွက်မှာဖြစ်ပါတယ်။ထန်တလန်မှာ COVID-19 ရောဂါကြောင့်သေဆုံးသူတွေရှိပါကတင်ချိုင်းကုန်းကိုလူ4ဦးကတိုက်ရိုက်ပို့ဆောင်ရမယ်။လူသေးအလောင်းပို့တဲ့လူ4ဦးက COVID-19 ရောဂါကာကွယ်တဲ့ဝတ်စုံပါဝင်ရပါမယ်။အလောင်းကိုမြေမြုပ်တကြိုပြီးသူတို့ကို quarantine ထားရမယ်လို့ထန်တလန်မြို့အမတ်တိရက်ကွက်အုပ်ချုပ်ရေးမှူးပူဗန်သဲကဟာခါထမ်ကိုပြောပြခဲ့ပါတယ်။ထန်တလန်မြို့၌COVID-19 ရောဂါကူးစက်သူလူနာ2ဦးထပ်မံတွေ့ရှိတဲ့အတွက်ရောဂါကာကွယ်သည့်အနေဖြင့်ဈေးဝယ်သည့်အခါ mask တပ်ဆင်ရန်နဲ့ COVID-19 ရောဂါတွေ့ရှိသည့်ဒေသမှရောက်ရှိလာသူများကို quarantine ချထားကြောင်းသိရှိရပါတယ်။ဒီကနေ့တဟာခထမြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်တော့မှာဖြစ်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျွန်မချယ်ရီပါ